TikTok ဈေးချင်းအောင်ထည့်နီးနဲ့ TikTok တွေဝင်လိုက်ပေါ့နော်ကျွန်တော်တို့ကဘယ်နေရာသွားမလဲဆိုတော့ကျွန်တော်ကနီလန်းနှစ်လန်းသွားလို့ရတယ်ပေါ့နော်ကျွန်တော်ဒီနေရာမှာချင်းလေးတွေ့လိမ့်မယ်ပေါ့နော် TikTok တိုင်းမှာချင်းလေး short ဆိုတဲ့နေရာလေးတွေ့လိမ့်မယ်အဲ့ဒီနေရာမှာဝင်ပြီးတော့လေကျွန်တော်တို့လိုချင်တဲ့ကိုထည့်ချင်တဲ့ပစ္စည်းကိုရောင်းချင်တဲ့ပစ္စည်းပေါ့နော်တကူခုကိုကျွန်တော်တို့ကနှိပ်လိုက်မယ်ပေါ့နော်ဥပမာဒီပစ္စည်းလေးပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုလေးနှိပ်လိုက်မယ်အဲ့လိုနှိပ်ပြီးတော့ဆိုရင်ဒီနေရာမှာအများလေးတွေ့လိမ့်မယ်ပေါ့နော်ဒီနေရာမှာဒီများလေးတွေ့လားဒီများလေးကိုကျွန်တော်တစ်ချက်ထောက်လိုက်လက်နဲ့ထောက်လိုက်အဲ့လိုထောက်လိုက်ပြီဆိုရင်ဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီအနီရောင်လေးပေါ်လိမ့်မယ်ပေါ့နော်အဲ့ဒီအနီရောင်လေးကိုတစ်ချက်နှိပ်လိုက်ကဲဒါဆိုရင်ကျွန်တော်တို့ရဲ့ TikTok ချင်းလေးကိုရောက်သွားပြီပေါ့နော်ဒါတလီနော်ပြီးနောက်ထပ်တလီကလည်းကျွန်တော်တို့ရဲ့ဒီလူရုပ်လေးတွေ့လား profile ဆိုတဲ့နေရာလေးကိုသွားပြီးတော့ဆိုရင်ကျွန်တော်တို့အပေါ်မှာကျွန်တော်တို့sorry အပေါ်မှာကျွန်တော်တို့ချင်းလေးရှိရပေါ့နော်အဲ့ဒီမှာကျွန်တော်ချင်းလေးကိုနှိပ်အဲ့လိုချင်းလေးနှိပ်ပြီးတော့ဆိုရင်ကျွန်တော်တို့ဒီနေရာမှာကဲဒီနေရာမှာကျွန်တော်တို့ဒီမှာပေါ့နော် TikTok short ဆိုတဲ့ဟာလေးတွေ့လားအဲ့ TikTok short လေးကိုနှိပ်လိုက်ပြီးရင်ကျွန်တော်တို့ဒီမှာပေါ့နော်ပြီးရင်ဒီမှာလေးတွေ့လားအပေါင်းလေးချင်းအပေါင်းလေးနော်ဒါကတော့ကိုယ့်ရဲ့ချင်းပေါ့ဒါတော့အပေါင်းလေးရကြတော့ကိုယ့်ရဲ့ချင်းလေးကိုထည့်တာပေါ့နော်အဲ့လိုနှိပ်โอเคဒါလည်းပဲကိုထည့်ချင်တဲ့ဟာကိုပေါ့နော်ကျွန်တော်တို့ဒီမှာပေါ့ ATT ဆိုတဲ့ဟာလေးကိုနှိပ်ပြီးတော့မှထည့်လိုက်ရတယ်ပေါ့နော်ဥပမာကျွန်တော်ကဒီပန်ကာလေးထည့်မယ်ပေါ့နော်ပန်ကာထည့်မယ်ဆို ATT လေးနှိပ်လိုက်မယ်โอเคနှိပ်လိုက်ပြီဆိုရင်နှိပ်လိုက်ပြီဆိုရင်ကျွန်တော်တို့ရဲ့ချင်းလေးကိုရောက်သွားပြီပေါ့နော်ဒီမှာဒါခွက်လေးထည့်မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ချင်းထဲမှာပြန်ပြီးတော့ကြည့်လိုက်မယ်နော်ပြန်ထွက်လိုက်မယ်ထွက်ပြီးတော့ဆွမ်းနာက profile ဆိုတဲ့လူပုံစံလေးကိုနှိပ်ခဏနေရโอเคတွေ့လားဒီမှာချင်းကိုကျွန်တော်နှိပ်ပြီးရင် TikTok short ဆိုတဲ့ဟာကိုနှိပ်โอเคဒါဆိုရင်ကျွန်တော်တို့ချင်းလေးကိုတွားကြည့်မယ်ပေါ့နော်ဒီမှာဒီချင်းလေးကိုဒါတော့ကိုယ့်ရဲ့ချင်းပေါ့နော်နှိပ်လိုက်ဒါဆိုရင်ခဏနေရကျွန်တော်တို့ထည့်ထားတဲ့ပစ္စည်းပေါ့နော်ဒီမှာနော်ခဏထည့်ထားတဲ့ပစ္စည်း3မျိုးပေါ့နော်ဒီ3မျိုးဒီမှာနော်အဲ့ဒါကျွန်တော်တို့ချင်းလေးကိုရောက်လာပြီအဲ့ဆိုရင်ကျွန်တော်တို့ရဲ့ TikTok တွေ TikTok တွေမှာရှိတဲ့ပစ္စည်းတွေကိုကျွန်တော်ချင်းနဲ့ထည့်ပြီးတော့ရောင်းလို့ရတယ် TikTok short လုပ်လို့ရတယ်เนาะအရန်မှအဆင်ပြေတယ်ပေါ့နော်အားလုံးလည်းဒီနေ့လေးအတိုင်းလုပ်ပြီးတော့မှ TikTok မှာဝင်ငွေရှာလို့ရတယ်เนาะโอเคအားလုံးပဲမေးနေတဲ့သူတွေအတွက်ပေါ့နော်ဒီနေ့မှာတင်ပေးတာဖြစ်တယ်အားလုံးအဆင်ပြေကြပါစေခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကလည်းအကျိုးရှိတယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကိုလည်းပဲ like subscribe နဲ့ဒါ notification လေးလည်းနှိပ်လာဖို့အတွက်လည်းတောင်းဆိုပါတယ်ပေါ့နော်ပြီးရင်ကျွန်တော်နောက်ထပ်ဗီဒီယိုလည်းဆက်ပြီးတော့မှတင်ပေးမှာတဲ့အတွက်ကြောင့်ကျွန်တော်ဗီဒီယိုကိုဆင်ဆက်မပြေးပေးပါအောင်လို့เนาะအားပေးနေတဲ့ငယ်ချင်းတွေကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ